ကန်ကောင်းလာပဲဒီနေ့တော့โอ้ကောက်လာတယ်နော်ဘယ်လိုပတ်စံလဲမသိ30ကောက်ရအောင်နံပါတ်ကြည့်ကြည့်မယ်နံပါတ်ဒါချက်ထုတ်လို့ရအောင်နော်အနောက်ပဲငါတက်ခွန်ပါနော်ဘယ်လိုပတ်စံလဲတော့မသိဘူးပါရှင်တွေ့ရလည်းပြန်ယူလိုက်ပါနောက်ပဲငါတက်ခွန်နေပါနော်ပါရှင်တွေ့ရင်လည်းပြန်ယူလိုက်ပါပတ်စံ20ကောက်ရတာပါလေဒီနေ့တခုတော့ကိုကြီးတောင်းရတာရတယ်ဗျလမ်းမကိုပတ်စံ20ကောက်ရပါရှင်တွေ့တစ်ချက်ပေးပေးပါပြင်ထားတယ်ဗျဒီရှိနာလေးကဟုတ်လားယူရပေးလို့ရတာလမ်းမတွေ့တစ်ချက်ပေးပေးနော်ပြောင်းသွားတာကြားလို့ရှိရင်ပြောလို့ရှိရင်မသိဘူးလမ်းမကောက်ရလို့ဟုတ်အကူပေးလဲကားမလားကားလည်းဆိုင်ကြတာမသိဘူးနောက်တငယ်ချင်းတွေပြောက်တယ်ရှိရင်ချက်ပေးပေးတာပေါ့တငယ်ချင်းမဟုတ်လို့ကိုယ်ပဲယူသွားမဟုတ်ဒီမှာပဲတွေ့တာတော့ကောက်ရတာတကယ်ပဲနော်ကျေးဇူးတင်တယ်ဘယ်တော့လဲစိုက်တော့လို့အကူရသွားရတယ်အကူပြန်ဖို့လမ်းမတွေ့တော့ကိုပတ်စံလည်းမဟုတ်ဆိုတော့မိုက်လားဒီကောလားဒီကောဈေးမကြီးဘူးလေဈေးပေါ်မောင်းကြည့်ပါမောင်းကြည့်ပါမောင်းလို့ရတယ်ဘာမှမပြုရမောင်းကြည့်လေတပတ်မောင်းကြည့်ပါမကောင်းတဲ့ဟမ်ကောင်းတဲ့တဲ့တွင်ကျတော့ကြိုက်ရအခုပြန်မနေရလေဒီနားမှာပဲနေတယ်မပြရပြန်မြို့ကိုဟိုနေမော်လမြိုင်ကြိုက်မြောတွေ့ရဝန်တာတော့ချမ်းပြရချမ်းပြရတော့ပိုင်းမိုက်ဆုံးခါမိုက်ဆုံးခါဟိုလိုမျိုးပို့လားရှမ်းပို့ပဲလားပို့ဆိုမင်္ဂလာပါဘယ်လိုပြောမင်္ဂလာတွေရောတွေ့ရဝန်တာကိုမျိုးသိလားကိုမျိုးသိတယ်ကိုမျိုးပဲဟိုမှာလမ်းမှာပတ်စံ20ကောက်ရတကယ်ပဲကောက်ရတာနော်ဟိုနေဘယ်သူမှယူလို့မရှိချွေပဲတောက်လိုက်အေးသေးနော်ကိုအေးသေးโอเคကျေးဇူးတင်ရနော်ဟုတ်တကယ်ဆိုတော့ဒါကူညီပေးခြင်းလို့ပဲယူလာလိုက်တာပေါ့နော်သူတို့လိုချင်လို့ယူလာလိုက်တာမဟုတ်ဘူးကိုကတွေ့ရင်တစ်ချက်ပေးပေးဆိုတော့ကူညီပေးခြင်းနဲ့စိတ်နဲ့ယူလာတာပေါ့နော်အမျိုးတော့မထင်ပါနဲ့အားလုံးကစိတ်အဖြူတဲ့လေးတွေမြင်ရတော့ဝမ်းသာပါတယ်ဒါကတော့ဖြူစင်တဲ့ညီလေးတွေဖြစ်ပါတယ်တိုင်းရင်းသားလေးပေါ့နော်ဟုတ်ကဲ့ပါတိုင်းလာရင်လည်းဗီဒီယိုလေးမတရားဖြစ်ပါတယ်အားလုံးကျေးဇူးထူပဲတင်ပါတယ်